ရာရီအချိန်အားဖြင့်မိုးကုံဆောင်ကူမြောက်ပြန်လေးတွေစိမ့်စိမ့်တိုက်ခတ်စပြုလာတဲ့အချိန်တင်ငန်းပြိတ်ခါအစုံကိုလွယ်ပိုးထားတဲ့ဆရာတော်တစ်ပါးဟာကရင်ပြည်နယ်မှာရှိတဲ့တောနက်ကြီးတစ်ခုစီကိုဒေတာစာရီကြွချီလာခဲ့ပါတယ်ဆရာတော်ကြီးကတော့ဥပညာဖြစ်ပြီးဝါကျွေးပြီးတာနဲ့ဒူတင်ဆောင်တရားကျင့်ကြံဖို့အေချန်တိတ်ဆိတ်လာတဲ့ကရင်ပြည်နယ်ကတောနက်ကြီးကိုရွေးချယ်ကအေးဆေးတည်ငြိမ်နေတဲ့ခြေလမ်းတွေနဲ့ကြွချီလာခဲ့တာလည်းဖြစ်ပါတယ်ဆရာတော်ကြီးဟာတတိတရားကိုခြေလမ်းတလန်းချင်းစီအပေါ်မှာကတ်ထားပြီးကာယ ानु ပတ္တနာတတိပဋ္ဌာန်ကိုပွားများရင်းနဲ့ကြွချီလာခဲ့တာလည်းဖြစ်ပါတယ်အဲဒါကြောင့်ပဲဆရာတော်ကြီးရဲ့ခြေလမ်းတိုင်းကတည်ငြိမ်ပြီးအချိန်တိုင်းကလောကီအာယုန်တွေနဲ့ကင်းကွာနေခဲ့တာကြောင့်မျက်နှာတော်မှာလည်းတည်ကြည်နေခဲ့ပါတယ်ဆရာတော်ရဲ့အသားရည်ကလည်းစင်ကြယ်ဝန်းပါနေခဲ့ပြီးဝေးလံကျန်းတန်းလာတဲ့ခီးချမ်းကိုနှင်လာခဲ့ရပြီမဲ့ထက်မြက်ပြီးတည်ငြိမ်နေတဲ့မျက်နှာတော်ဟာကြောက်စီရုပ်တစ်ခုလိုထင်ထင်ရှားရှားဖြစ်နေခဲ့ပါတယ်အဲဒီလိုတည်ကြည်အေးချမ်းနေတဲ့ဆရာတော်ကြီးရဲ့ကာယ ानु ပတ္တနာတတိပဋ္ဌာန်ပွားများမှုနဲ့အတူကရင်ပြည်နယ်မှာရှိတဲ့ဒုံရင်တော်ဟုတ်ကြီးကလည်းပါရမီဖြည့်ပြင်းနေတဲ့အလားတိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်ဒါပေမဲ့ရိုးရဲဆိုသလိုပဲစိတ်ငြိမ်နေတဲ့တောအုပ်ရဲ့လေထုကိုဖျက်တမ်းပြီးကျေလောင်လာတဲ့အတန်တစ်ခုစူးစူးဝါးဝါထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီအတန်ကပြင်းထန်လာတဲ့နာကျင်မှုကိုခံစားရပြီးကြဲလောင်လောင်အော်ရဲ့အကူအညီတောင်းလိုက်တဲ့အမျိုးသမီးတယောက်ရဲ့အတန်ပဲဖြစ်ပါတယ်အာတယောက်ရှိလာခဲ့ကြပါဦးကျမမွေကြိုက်ခံရလို့ပါအော်ရဲ့အကူအညီတောင်းနေတဲ့အတန်ရဲ့တရားခံကတော့ဒုံရင်တော့ထဲမှာရှိတဲ့ကရင်ရွာလေးကမြေဝမ်းအမိရဒေတာကန်ကရင်မာလေးတယောက်ပဲဖြစ်ပါတယ်ဆရာတော်ဥပညာလည်းအဲ့ဒီအော်ရဲ့အကူအညီတောင်းနေတဲ့အတန်ကိုကြားလိုက်ရတာကြောင့်ခြေလမ်းတွေကိုရပ်တန့်လိုက်ပါတယ်တစ်ဆက်ထဲမှာပဲအတန်လာရနေရာကိုတိချောင်းနားစွန့်ကြည့်လိုက်တဲ့အခါမှာတော့အကူအညီတောင်းနေတယ်ဆိုတာကိုရိပ်မိသွားခဲ့ပြီးချက်ချင်းကြွားသွားခဲ့ပါတယ်ဆရာတော်ဥပညာရောက်လာတဲ့အချိန်မှာတော့မြေဝမ်းတယောက်မြေပြင်ပေါ်မှာမလုံးမရှက်ဖြစ်ကအသက်လူနေခဲ့ရပါပြီဆရာတော်ကြီးလည်းအချိန်လေးကိုတခြားစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့မျိုးသမီးရဲ့မျက်နှာတစ်ခုလုံးဖြူဖြော့နေခဲ့ပြီးတကိုယ်လုံးချွေးစေးတွေပြန်နေတာကိုတွေ့လိုက်ရပါတယ်ခြေတစ်လုံးမှာတော့မွေကြိုက်ထားတဲ့ဒဏ်ရာကြောင့်အစိတ်တွေပြန်ထွက်ကဖြူဖွေးနေတဲ့ဓာတ်ရည်မှလည်းညုံမဲရောင်ကိုင်းနေခဲ့ပါတယ်အချိန်လေးရဆရာတော်ကြီးလည်းလဲကျနေတဲ့အမျိုးသမီးမေဝါရဲ့ကြောက်စိတ်ကိုအရင်ပဲဖျောက်ပေးဖို့တည်ငြိမ်နေတဲ့လေရန်နဲ့မိမွေစကားဆိုပါတော့တယ်တကားမလေးတတိထားပါကိုတော့မှမွေစိတ်ဖြစ်သေးရှိပါလေဒီလိုနဲ့ဆရာတော်ကြီးလည်းမိမွေစကားဆိုလိုက်ပြီးတဲ့နောက်မှာတော့အသင့်ပါလာတဲ့မွေစိတ်ဖြစ်ဆေးမြစ်ကိုထုတ်လိုက်ပြီးမွေကြိုက်ခံထားရတဲ့နေရာမှာဝါပြီးအုံပေးလိုက်ပါတယ်ဒါပေမဲ့အစိတ်ပြင်းလာတဲ့မွေကြိုက်ခံထားရတာကြောင့်မျိုးသမီးမေဝါမှာတော့ချက်ချင်းမတက်လာနိုင်နေပဲအကျော်တွေအားလုံးကလှုပ်မရနိုင်ဖြစ်ကမြေပြင်ပေါ်မှာတဲ့အချိန်တန်ကြာလဲနေခဲ့ရပါတယ်ဒါပေမဲ့မကြခင်မှာပဲဆရာတော်ကြီးပေးတဲ့ဆေးစွမ်းတွေကြောင့်ဒဏ်ရာတဝိုက်မှာပြန့်နှံ့နေတဲ့အစိမ်မဲတွေအားလုံးလည်းတဖြည်းဖြည်းချွေးပေါက်တွေကနေစိမ့်ထွက်လာခဲ့ပြီးမျိုးသမီးမေဝါလည်းအသက်ရှူတွေပြန်မှန်လာခဲ့ပါတယ်ဒီလိုနဲ့ပဲကင်မာလေးမေဝါလည်းဒဏ်ရာတွေတက်တာလာခဲ့တာကြောင့်နေရာမှာတင်ထိုင်လိုက်ကဆရာတော်ကြီးကိုကျေးဇူးတင်စကားဆိုဖို့ပြင်လိုက်ပေမဲ့ပါဇက်တွေလုံးမရဖြစ်နေခဲ့ရပါတယ်ဝေစိတ်တွေကတကူလုံးနီးပါးပြန့်နှံ့သွားခဲ့တာကြောင့်အကျော်တွေပါထိကရှက်ခင်တွေပါလင်းနေခဲ့ရတာလည်းဖြစ်ပါတယ်အဲဒါကြောင့်ပဲဆရာတော်ကြီးကိုဒါအတိတ်ချကြည့်ပြီးအကျော်တွေပါပြင်မဲ့အချိန်ကိုစောင့်နေခဲ့ပါတယ်ဆရာတော်ကြီးကလည်းမွေစိတ်တွေနဲ့ပတ်သက်ပြီးအကျွမ်းတဝန်ရှိလာတာကြောင့်အခြေအနေကိုသဘောပေါက်ကအလုံးစုံတက်တာလာမဲ့အချိန်ထိစောင့်ပေးနေခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့ကရင်မာလေးမေဝါလည်းဆရာတော်ကြီးဥပညာရဲ့စင်ကြယ်အေးချမ်းလာတဲ့မျက်နှာတော်ကိုတခြားတတိထားမိသွားခဲ့ပါတယ်အဲဒါကြောင့်ပဲမေဝါရဲ့နှလုံးသားဟာခဏတာစီးချက်လွယ်ပြီးတုန်လှုပ်သွားခဲ့ကထူဆန်းလာတဲ့ခံစားချက်တစ်ခုရဲ့ပြင်းပြင်းထန်ထန်ရိုက်ခတ်ခြင်းကိုခံလိုက်ရပါတော့တယ်ပေါ်မန်တန်တစ်ခုနဲ့ပြူစားခံလိုက်ရတယ်လို့မေဝါရဲ့စိတ်နှလုံးကိုညှို့ယူခံလိုက်ရတဲ့အလားငွေစိတ်တွေတက်တာနေပြီဖြစ်ပေမဲ့ဘာစကားမှမဆိုသေးပဲဆရာတော်ကြီးကိုသာကြည်နူးတဲ့ခံစားချက်တွေနဲ့စိုက်ကြည့်နေခဲ့တာလည်းဖြစ်ပါတယ်ခဏအကြာမှတတိပြန်ဝင်လာခဲ့ပြီးကရင်မာလေးမေဝါလည်းဆရာတော်ကြီးကိုအာနာတွားခဲ့ကကျေးဇူးတင်စကားဆိုပါတော့တယ်တပည့်ဟိုမှာအသက်ကိုကဲတင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်အရှင်ဖေဟာမေဝါတယောက်တုံရင်နေတဲ့လေရန်နဲ့ခတ်တိုးတိုးလျှောက်တင်လိုက်ပြီးဝေဝါးနေတဲ့မြဝန်းစုံတဲ့ဆရာတော်ဥပညာရဲ့မျက်နှာတော်ကိုစိုက်ကြည့်နေခဲ့ပါတယ်ကိစ္စမရှိပါဘူးတကားမလေးခဏလောက်ထိုင်ပြီးနားလိုက်ပါဦးဆေးစွမ်းဝင်သွားရင်ဘေးကင်းသွားပါပြီဘာမှထပ်ပြီးစိုးရိမ်စရာမရှိတော့ဘူးဆိုတော့ကိုတော်လည်းခီးဆက်လိုက်ပါဦးမယ်ဆရာတော်ကပြန်လဲမိန်ကြားလိုက်ပြီးမွေစိမ့်တင်ထားတဲ့မေဝါရဲ့အခြေအနေကိုခဏလာအကဲခတ်လိုက်ကအဆင်ပြေပြီဆိုတာတေချာတာနဲ့ခရီးဆက်ဖို့အတွက်ပြင်ဆင်လိုက်ပါတော့တယ်ခဏနေပါအောင်ဗျာအရှင်ဖျားဖြတ်တန်းလွှားမဲ့လမ်းကတိတ်ကိုအန္တရာယ်များပါလေအဲ့ဒါကတပည့်တော်မတို့နေထိုင်တဲ့ကင်းရင်ရွာပါတပည့်တော်မတို့ကနှက်ကိုးကွယ်ကြတာဆိုတော့
တန်ငါတော်တွေဖြစ်ဖြစ်တခြားဘာသာဝင်တွေဘယ်သူကိုမဆိုဖြတ်တန်းခွင့်လုံးဝမပေးပါဘူးဗျာတကယ်လို့နတ်ဆရာအဖိုးကြီးကအရှင်ဖျားကိုတွေ့ရင်အရှင်ဖျားပြန်ထွက်လာနိုင်တော့မှာမဟုတ်ဘူးဗျာတပည့်တော်မကဗုဒ္ဓဘာသာကိုလေ့လာထားဖို့လို့ကြီးညိုနေတာပါရွာကနတ်ဆရာအဖိုးကြီးကတော့အရှင်ဖျားကိုဖြတ်တန်းသွားခွင့်ပေးမှာမဟုတ်ဘူးဗျာ ကရင်မာလေးမေဝံရဲ့ရှောက်တင်စကားကိုကြားလိုက်ရတဲ့အခါမှာတော့ဆရာတော်ဦးပညာလည်းနူးညံ့စွာပြုံးလိုက်ပါတယ်မျက်ဝန်းတွေကလည်းအေးချမ်းပြီးရေကန်ထဲကရေလိုငြိမ်သက်နေခဲ့ပါတယ် အရာရာကိုကံအတိုင်းပဲရှိပါစေတကားမလေးကိုတော်ကဒီသားစာတွေရွာချီလာရင်းနဲ့ဖြတ်တန်းသွားရုံမှာမကောင်းတဲ့အကြံစီမရှိပါဘူးဒါပေမဲ့တကယ်လို့များဝတ်ကံရှိခဲ့ရင်လေပြန်လဲပေးဆက်ရမှာပေါ့ကိုတော်တွားလိုက်ပါဦးမယ် ဆရာတော်ဦးပညာကပြန်လဲမိမ့်မှုစကားဆိုလိုက်ပြီးတောနဲ့ကြီးတဲ့ကိုရောက်ဖို့အတွက်ကရင်မာလေးမေဝံတားနေတဲ့ဂျာကနေကရင်ရွာနယ်နိမိတ်တော်အတိုင်းဆက်လက်ကြွားချီသွားခဲ့ပါတော့တယ်မေဝံတယောက်မှာတော့ငိမ့်သက်စွာနေရာမှာတင်ကျန်နေခဲ့ပြီးလေးဟာလွမ်းဆွေနေတဲ့လိုမျိုးမျက်ဝန်းတွေနဲ့ဆရာတော်ရဲ့ကြောပြင်ကိုငေးကြည့်နေခဲ့ပါတယ်ဆရာတော်ပေးတနာခဲ့တဲ့ခဏတာဂုဏတရားဟာကရင်မာလေးရဲ့စိတ်နှလုံးကိုမကြုံစဘူးရစ်ပတ်နှောင်ဖွဲ့ထားတဲ့တန်ရောစင်ကြိုးတွေဖြစ်သွားခဲ့တာဗျာ ဒီလိုမျိုးလွယ်လွယ်နဲ့ထွက်သွားလို့ရပါလားငါကတော့အရှင်ဖျားကိုလည်းကိုကိုရောင်ပြောင်းနေပြရမှာပဲဒါမှအမှနဲ့တူဒီရောမှာထာဝရအတူနေနိုင်ပါလိမ့်စောင့်ကြည့်အောင်ပေါ့အရှင်ဖျားတတိတော်မှလက်ကနေမလွတ်နိုင်တော့ဘူးတစ်ဖက်မှာတော့မိဝံပြောတဲ့နတ်ဆရာဆိုတဲ့အဖိုးကြီးရဲ့အဆောင်မှာထုံးစံအတိုင်းများပြားလာတဲ့ပူဇော်မွေးတိုင်တွေစီကနေမိခိုးငွေတွေကဆက်မပြတ်တလူလူထွက်နေခဲ့ပါတယ်အဲ့ဒီနတ်ဆရာအဖိုးကြီးရဲ့အဆောင်ကဂျွာနဲ့ခလန်းလန်းမှာရှိနေခဲ့တာဖြစ်ပြီးညအချိန်ရောက်လာတာကြောင့်ပူဇော်ထားတဲ့ဖျောင်းနိုင်မီးတွေနဲ့ထိန်ထိန်လင်းနေပြီးအဝေးကနေလှမ်းကြည့်မယ်ဆိုရင်တော့အရှင်သာမြင်နေခဲ့ရပါတယ်အဲ့ဒီအပြင်ပူဇော်ထားတဲ့အမွှေးတိုင်တွေစီကနေမွှေးပြန့်နေတဲ့ရနန်းတွေကလည်းပတ်ဝန်းကျင်တစ်ခုမှာပြန့်နှံ့နေခဲ့တယ်လို့နတ်ဆရာအဖိုးကြီးစောပါအထီးကတော့အဆောင်တော်ထဲမှာကျင့်စဉ်တွေကြည်ညံဖို့ပြင်နေခဲ့ပါတယ်တကယ်တော့ကရင်ရွာလေးမှာနတ်ဆရာဆိုပြီးကိုးကွယ်နေကြတဲ့အဖိုးကြီးစောပါအထီးဟာနတ်ဆရာအမိခံထားတဲ့အောင်လန်းဆရာတယောက်ဖြစ်တယ်လို့မိဝံဆိုတဲ့မိန်းကလေးကလည်းသူ့ရဲ့တူတဲ့တော်မြေးမလေးဖြစ်ပါတယ်အဲ့ဒီညမှာပဲမိဝံတယောက်ဘယ်လိုမှအိမ်မရတာကြောင့်အဖိုးဖြစ်သူစီကိုရောက်ရှိလာခဲ့ပြီးသူ့ရဲ့ထဲမှာခံစားနေရတဲ့ခံစားချက်တွေကိုပြောပြဖို့ပြင်မာတော့တယ်အသက်အရွယ်ကြီးရင်လာတဲ့နတ်ဆရာအဖိုးကြီးရဲ့မျက်နှာမှာတော့အရေးကြောင်းတွေပေါ်နေခဲ့ပြီဖြစ်ကမိမလေးပြောပြလာတဲ့ရင်ဖွင့်နှံတွေကိုတေချာနားထောင်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အဖိုးကြီးစောပါအထီးကတမြင်ခွေထိုင်နေရင်းနဲ့အလိုလျောက်ရွေးရှားတကိုးပြလိုက်ကမိမလေးရဲ့ဆန္ဒနဲ့ပတ်သက်ပြီးအကျိုးအကြောင်းစကားပြန်ဆိုပါတော့တယ် ဒီတော့မြေကအဖိုးကိုဘာလို့စီချင်တာလဲအဖိုးကရဟန်းတွေနဲ့တိတ်ပြီးမပတ်တဲ့ချင်ဘူးသူတို့မှတီလာရှိတယ်အဲ့တော့အဆောင်ရှောက်တွေကလည်းပို့တယ်ကွယ်သွားပတ်တဲ့ရင်အချိန်ကုန်တာပဲဖက်တင်လိမ့်မယ် ဒါဆိုရင်အဖိုးကဒဇင်ဟန်ကိုနဲ့မြေတီလာပြီးစော်ကားတာခံမလို့လားဒီဟန်ကရုပ်ရည်လဲတန့်ပြန်တယ်အသားရည်လဲစင်ကြယ်တယ်တကယ်လို့သူ့ကိုရွာမနေအောင်စီးအောင်နိုင်လို့ရှိရင်အဖိုးလည်းပညာတွေပိုးရမယ်ပြီးတော့ကျမလည်းတစ်သက်လုံးဆောင်းရှောင်းမဲ့သူရှိသွားတာပေါ့ဒီလိုလုပ်ရအောင်ဖိုးအဖိုးကတရေလွတ်ပြီးသူ့ကိုလန့်ဖြတ်တော့အောင်အရင်ချောက်လှလိုက်ပြီးတော့အဲ့ဒီရဟန်တရေလွတ်သွားတဲ့အခါကျမှကျမကအဖိုးလွတ်လိုက်တဲ့တရေကိုနှိမ်နှင်းချအောင်ဆောင်ပြီးဝန်သွားမယ်ဒါမှရဟန်ကဒီရွာနက်ကတူကိုးကွယ်တဲ့တရားတက်ပို့တော်တယ်ဆိုတာမြင်သွားမှာသူကျမရဲ့ကျေးဇူးကိုတည်သွားလို့ရှိရင်ဒီရွာရဲ့နက်ကိုးကွယ်တဲ့ဂိုင်းနဲ့ဝန်တဖြည်းဖြည်းစီးအောင်လို့ရပြီလေ ညီမလေးမိဝံရဲ့စကားကိုကြားလိုက်ရတဲ့အခါမှာတော့နတ်ဆရာအဖိုးကြီးစောပါအထီးလည်းခဏတာတိတ်ဆိတ်သွားခဲ့ပါတယ်ဒီလိုနဲ့အခြေအနေကိုတခြားစဉ်းစားချိချိန်ပြီးသွားတဲ့အခါမှာနတ်ဆရာအဖိုးကြီးလည်းရုတ်တရက်အပြေစကားထားဆိုပါတော့တယ် အေးအဲ့ဒီလိုလုပ်တာလေကောင်းတာပဲဒီညငါအိုးထဲမှာစီရင်နဲ့မွေးထားတဲ့တရားကြီးဆန်တို့ကိုလွတ်လိုက်မယ်ဆန်တို့ရဲ့စွမ်းအားကတကယ်ကြောက်ဖို့ကောင်းတယ်လေခြေတန်းနဲ့ငွေတက်ရသွားရုံနဲ့တည်းစိတ်တဆဖြစ်ပြီးဖျားသွားစေနိုင်တယ်ညီလေအစင်းနဲ့ဖြစ်အောင်တခြားပြင်ဆင်ထားတရားကြီးဆန်တို့ကအဲ့ဒီရဟန်းကိုတတိမအောင်တောင်းချမ်းပြီးရဲ့အခါကျမှညီကဝင်ပြီးတွားခဲ့လိုက်တော့ တစ်ဆက်ထဲမှာပဲဖိုးကြီးစောပါအထီးကနေရာကနေထားရက်လိုက်ပြီးအစီရင်စပွဲပေါ်မှာပိတ်စအနီအုပ်ထားတဲ့အိုးတလုံးရှိမှမတက်ရက်ကမန်တန်တစ်ခုကိုရွတ်ဆိုမန်းမှုပါတော့တယ်အဖိုးကြီးကကရင်ဘာသာစကားနဲ့မန်တန်တွေကိုအတန်ကြာရွတ်ဆိုမန်းမှုနေခဲ့တာဖြစ်ပြီးကြက်တီးထားစရာငွေတက်တွေကလည်းအဆောင်တစ်ခုလုံးလွှမ်းခြုံသွားခဲ့ပါတယ်ရွာစီကခွေးတွေကလည်းနတ်ဆရာအဖိုးကြီးရဲ့အဆောင်စီကိုထိုးအောင်နေခဲ့ကြကညထွက်ငှက်ဆိုးတွေကလည်းကြဲကြဲလောင်လောင်အော်ဟစ်လာခဲ့ပါတယ်ဒီလိုနဲ့နတ်ဆရာအဖိုးကြီးလည်းမန်တန်တွေကိုရွတ်ဆိုမန်းမှုကထိန်းထိန်းထားတဲ့တရားကြီးကိုလွှတ်ပေးလိုက်ပြီးတာနဲ့ချက်ချင်းအမင်းပေးစကားဆိုပါတော့တယ် ဟေးဆန်တို့အဲ့ဒီရဟန်းစီကိုတွားပြီးစမ်းတက်ကြည့်စမ်းသူ့မှာသူ့ရုပ်ရည်လိုပဲအီချွေးရှိမရှိငါကြည့်ရရပေါ့ အဖိုးကြီးစောပါအထီးကအမင်းပေးစကားဆိုလိုက်ပြီးသူ့ရဲ့လက်ကိုလေထဲမှာဝေယမ်းကတရားကြီးဆန်တို့ရဲ့ချုံနှောင်တွေကိုဖယ်ရှားပေးလိုက်ပါတယ်အဲ့ဒီအခါမှာတော့
တရားကြီးစံတို့ကိုပိတ်လောင်ထားတဲ့အစီရင်အိုးတွေကနေယတိထားစရာအတန်တွေထွက်ပေါ်လာခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲအစီရင်အိုးတွေကနေမင်းနဲ့နေတဲ့ခုံးငွေတွေထွက်ပေါ်လာခဲ့ပြီးအဆောင်ရဲ့အမိုးကိုဖောက်ထွက်ကဆရာတော်ဥပညာကိုရှာဖွေဖို့ထွက်ခွာသွားခဲ့ပါတော့တယ်။မိဝမ်တယောက်လည်းအခြေအနေကိုကျဉ်းနဲ့အားရနေခဲ့ကခဏတာဖြစ်သွားခဲ့တဲ့တန်ရောစင်ပေါ်မှာယူတွက်ပြီးလွဲမားနေတဲ့ယူဆတွေနဲ့မလုံတဲ့နဲ့လုံရက်ကိုစတင်ကျူးလွန်ဖို့အဆင်သင့်ဖြစ်နေခဲ့ပါပြီ။အဲဒါကြောင့်ပဲသူမရဲ့စိတ်ထဲမှာကောင်းမှုမကောင်းမှုအပေါ်နောင်တရခြင်းအလျက်မရှိတယ်လို့ဖြစ်တဲ့မဖြစ်တဲ့ဆိုတာကိုလေလုံးဝစိတ်ဝင်စားခဲ့ဘူးဗျာ။သူမအလိုရှိတာကအဖိုးဖြစ်သူရဲ့မှော်မှန်တန်နဲ့ထာဝရချီနှောင်ထားခြင်းနဲ့ရုပ်ချောချောရဟန်းပြို့ရဲ့ပုံရိပ်တာဖြစ်ပါတယ်။ အရှင်ဘုရားတပည့်တော်မှလက်ကနေမလွတ်တော့ပါဘူးအရှင်ဘုရားရဲ့တရားကဘယ်လောက်ပဲမြင့်မြတ်ပါစေတပည့်တော်မှအဖို့လွတ်လိုက်တဲ့တရားကြီးရဲ့စွမ်းအောင်မှဒူးထောက်ရမှာပဲမြို့ဝမ်ကတယောက်တည်းရေရွေးစကားဆိုလိုက်ပြီးသူ့ဖို့နတ်ဆရာရဲ့မော်သားကိုခါချမှာထုတ်ကအဆောင်ပေါ်ကနေဆင်းလာခဲ့ပြီးစွာရှင်အနေနဲ့ကက်တင်ရှင်လုပ်ဖို့ဆရာတော်ဥပညာရှိရာနေရာစီကိုအာယုံခံပြီးလိုက်ပါသွားခဲ့ပါတော့တယ်တစ်ဖက်မှာလည်းဆရာတော်ဥပညာတရင်တုံတရားကျင့်ရာနေရာကပတ်ဝန်းကျင်လေထုဟာရုတ်တရက်ဆိတ်ငြိမ်သွားခဲ့ပြီးကြောက်မက်ဖွယ်ကောင်းလောက်အောင်အေးဆက်လာခဲ့ပါတယ်တိုက်ခတ်နေစေလေညင်းတွေကလည်းတဘာဝအတိုင်းမဟုတ်တော့အောင်ရက်တန်သွားခဲ့ကြပြီးမိန်ပြပြမြူကိုတွေကတာနေရာအနှံ့ရုတ်တရက်ဝေဆိုင်လာခဲ့ပါတယ်အဲ့ဒီလိုပြောင်းလဲလာတဲ့ပတ်ဝန်းကျင်အခြေအနေနဲ့အတူခတ်ထန်နေတဲ့ကြောက်မက်ဖွယ်အတန်နဲ့ကြီးတစ်ခုကဆရာတော်ဥပညာရဲ့နားထဲကိုဟိမ့်ထွက်တိုးဝင်လာခဲ့ပါတော့တယ်ရဟန်းလေးမဲစီကိုဒီမင်းကအနီးကရောက်လာပြီဆိုတာမသိသေးဘူးပဲလက်ဆရာအဖိုးကြီးလွတ်လိုက်တဲ့တရားကြီးစံတို့ကစကားဆိုလိုက်တာဖြစ်ပြီးဆရာတော်ဥပညာရဲ့ရှေ့ကနေရုတ်တရက်ပေါ်လာခဲ့ပါတယ်တတန်းရင်နေပြီဖြစ်တဲ့တရားကြီးစံတို့ရဲ့အဆွဲတွေကရှည်လျားလာပြီးမျက်လုံးအစုံကလည်းမဲနဲ့ကခက်ထန်ကြမ်းတမ်းနေခဲ့ပါတယ်ခန္ဓာကိုယ်ကနေလေပြင်းထန်လာတဲ့မိစ္ဆာစွမ်းအားတွေကိုထုတ်လွှတ်နေခဲ့ပြီးဆရာတော်ဥပညာရဲ့တရားအထုတ်မှုတွေကိုစတင်နှောက်ယှက်ပါတော့တယ်တရားကြီးရဲ့ဆန္ဒကဆရာတော်ဥပညာကိုတွေးပြကြောက်လန့်စေဖို့ဖြစ်ပေမဲ့ဆရာတော်ကတော့အနေငယ်တောင်တုံ့လှုပ်ခြင်းမရှိပဲတည်ငြိမ်မြဲတာရှိနေခဲ့ပါလေအဲ့ဒါတွေမကပဲတရားကြီးစံတို့ကအမျိုးမျိုးထပ်မံနှောက်ယှက်နေခဲ့ပေမဲ့ဆရာတော်ကတော့တရားကိုယ်တာဆက်လက်ရှုမှတ်နေခဲ့ပြီးဝန်တက်ထွက်တဲ့အတိုင်းကလည်းမှန်မှန်ကန်ကန်ပဲဆက်ရှိနေခဲ့တာဗျတရားကြီးစံတို့ရဲ့6လန့်တန်းတွေကလည်းရာမထင်လာပဲဝယုံတော်ကိုဖျက်တိုက်လာတဲ့လင်းချင်းတို့တန်လောက်တာဖြစ်နေခဲ့ပါတယ်အချိန်ကြီးရတရားကြီးစံတို့လည်းဒေါရထွက်သွားခဲ့ပြီးခက်ထန်နေတဲ့လေတန်းနဲ့ဆရာတော်ကြီးကိုစိန်ခေါ်စကားဆိုပါတော့တယ်တော်တော်တတ်သိရှိနေတယ်ပေါ့လေမင်းကငါ့ကိုမထီမဲမြင်လုံနေတာပဲငါလိုစွာမြင့်တရားကောင်ကိုတော့မကြောက်ဘူးဆိုတော့မင်းကလာစမ်းကျင်နေတာလားအဲ့ဒါဆိုလေငါအကြောင်းတိအောင်စွမ်းကြပေးရတော့မှာပေါ့တရားကြီးစံတို့ကစကားဆိုလိုက်ပြီးဆရာတော်ကြီးကိုတိုက်ခိုက်ဖို့ဟန်ပြင်လိုက်ကပြင်းထန်လာတဲ့မိစ္ဆာစွမ်းအားတွေကိုသုံးပြီးဆရာတော်ကြီးကိုလေဘိညှစ်တက်ဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့ဆရာတော်ကြီးစီကနေစင်ကြယ်လာတဲ့ရောင်ကြီးတွေကွန်မြူထွက်ပေါ်လာခဲ့တာကြောင့်တရားကြီးစံတို့ရဲ့မိစ္ဆာစွမ်းအားတွေကရာမထင်လာပဲအနာကိုတောင်ကတ်မရဖြစ်သွားခဲ့ပါတယ်ဆရာတော်ကြီးကတော့မလုံးမရှက်တာရှိနေခဲ့တာဖြစ်ပြီးအဲ့ဒီလိုတည်ငြိမ်နေခဲ့တာကပဲတရားကြီးစံတို့ကိုပိုလို့ပင်အကြီးကျယ်တုံ့လှုပ်စေခဲ့ပါတော့တယ်ဒါပါစွမ်းအားတွေလေတော်ကိုအားကောင်းလို့နေခင်ကြီးကျုပ်ကိုစွမ်းအားတွေမြတ်ပေးပါဦးဒီဟန်ကတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးတရားကြီးစံတို့ရဲ့တောင်းဆိုမှုနဲ့အတူအဝေးကနေထိန်းချုပ်စေခိုင်းနေခဲ့တဲ့နတ်ဆရာအဖိုးကြီးစောဘအထီးကထပ်မံအားဖြည့်ပေးလိုက်တာကြောင့်စံတို့လည်းအေယာမာတရားကြီးကောင်ဖြစ်ကိုပြောင်းလဲသွားခဲ့ပါတော့တယ်တရားကြီးစံတို့ရဲ့ကြီးမားလာတဲ့ခန္ဓာကဘိုးတော်ဝါကြားရောက်နေတဲ့လာရောက်ငိုတောင်ကွယ်လိုက်တာကြောင့်ဆရာတော်ကြီးတရင်တုံးရနေရာပတ်ဝန်းကျင်မှာလေအမောင်တူဖုံးလွှမ်းသွားခဲ့ရပါတယ်အချိန်နေရတရားကြီးစံတို့လေသူ့ကိုယ်တူယုံကြည်မှုအပြည့်နဲ့ကြောက်မက်ဖွယ်မျက်လုံးအစုံနဲ့စိုက်ကြည့်ကဆရာတော်ကြီးကိုပြည့်ရဲ့ပြုစကားဆိုပါတော့တယ်အခုတော့ငါမင်းကိုမညတော့ဘူးငါကဘာလဲဆိုတာပြပေးရတော့မှာပဲရဟန်းလေးငါမင်းကိုမြေကြီးနေဝင်တော့အောင်နင်းချပြမယ်ကွာတရားကြီးစံတို့ကစကားဆိုလိုက်ပြီးအငိမ့်သားတရားအထုတ်နေခဲ့တဲ့ဆရာတော်ဥပညာကိုနင်းချပြဖို့ခြေထောက်ကိုမြှောက်လိုက်ပါတယ်ဒါပေမဲ့ဆရာတော်ကြီးဥပညာကတော့ဘာမှတုံ့ပြန်မှုမပြုပဲတည်ငြိမ်နေတဲ့အမူအရာနဲ့တာဆက်လက်တရားအထုတ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဆရာတော်ဥပညာကိုချင်းနဲ့နင်းတက်ဖို့ပြင်နေတဲ့တရားကြီးစံတို့ရဲ့ရှေ့ကနေမိဝမ်တယောက်အပြေးလွှားရောက်ရှိလာခဲ့ပါတယ်တစ်ဆက်တည်းမှာပဲအသင်ပါလာတဲ့မော်သားကိုဟန်ပါပါထုတ်လိုက်ပြီးတရားကြီးစံတို့ကိုဇလန်းစင်ကချင်းချောက်လိုက်ပါတော့တယ်အခုချက်ချင်းရက်လိုက်စံမိစ္ဆာကြီးနင်ဒီသားကိုမြင်လားဆရာတော်ဖျားကိုထိရရင်ထိကြည့်စမ်းအခြေအနေရတရားကြီးစံတို့လည်းအတော်လေးတုန်လှုပ်သွားခဲ့ပါတယ်သူကတရားမိစ္ဆာတကောင်ဖြစ်နေခဲ့ပြီမဲ့သူတခင်အဖိုးကြီးရဲ့မော်သားကိုမြင်လိုက်ရတာကြောင့်
ခန္ဓာကိုယ်တစ်ခုလုံးတုံရင်သွားခဲ့ရတာလည်းဖြစ်ပါတယ်အချိန်နေရတရေကြီးဆန်တို့ကငြိမ်သက်နေစေဖြစ်တဲ့ဆရာတော်ဥပညာကိုတလဲအကွက်ဆင်ပြီးရှေ့ကနေကာကွယ်ပေးနေတဲ့မိဝံကိုတလဲကြီးကတခင်ဖြစ်သူရဲ့အကြံစီကိုရိမ့်မိသွားခဲ့တာကြောင့်ခက်ရဲပြုံးလိုက်ပါတယ်ဒီလိုနဲ့တရေကြီးဆန်တို့လည်းမိဝံကိုကြောက်ရွံ့သွားတဲ့ပုံဟန်ဆောင်လိုက်ပြီးနေရာကနေပြောက်ွယ်ကထွက်ပြေးသွားခဲ့ပါတော့တယ်အဲ့ဒီအခါမှအကြံနဲ့ရောက်လာခဲ့တဲ့မိဝံလေဆရာတော်ကြီးစီကိုလှည့်ကဟန်ဆောင်မင်းမြတ်စကားလျှောက်တင်มาတော့တယ်အရှင်ဘုရားဘာဖြစ်သွားရလဲဗျာဒီဝင်းချင်းကတိတ်ကိုအနေနဲ့ညားပါတယ်အရှင်ဘုရားတပည့်တော်မတော်နေတဲ့ရွာထဲကိုလိုက်ခဲ့တာပိုကောင်းပါတယ်ဗျာတကားမလေးကိုကိုတော်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကိုတော်ကဒီနေရာမှာယာယီအခင်းချပြီးပြီဆိုတော့မိုးမလင်းမချင်းမယုတ်တိန်တော့ပါဘူးဘာလို့အရှင်ဘုရားကဒီလောက်ထိခေါင်းမာရတာလဲအခုချက်ချင်းတပည့်တော်မနောက်ကိုလိုက်ခဲ့ပါဗျာမိဝံကလျှောက်တင်စကားဆိုလိုက်ပြီးဆရာတော်ကြီးစီကိုလျှောက်သွားကအခင်းသင်ခန်းစာကိုမပြောမဆိုဆွဲခွာပြစ်ဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့မိဝံတယောက်ဆရာတော်ကြီးအနားကိုမကန့်နိုင်ခင်မှာပဲရုံမာတဲ့အကြံစီကြောင့်မြင့်မြတ်လာတဲ့စွမ်းအားတစ်ခုကိုမခံနိုင်ဖြစ်ကနေရာမှာနေပြော့ခွေလဲကျသွားခဲ့ရပါတယ်ခန္ဓာကိုယ်တစ်ခုလုံးကအကျော်တွေဖြတ်ခံလိုက်ရတယ်လို့မျိုးမိဝံတယောက်ဘယ်လိုမှရှိလို့မရဖြစ်ကထိုင်ရတာလဲကျသွားခဲ့ရတာဖြစ်ပြီးသူ့ကိုယ်တူလည်းမယုံကြည်နိုင်ဖြစ်သွားခဲ့ရပါတယ်အချိန်ကြီးရဆရာတော်ဥပညာလည်းမိဝံရဲ့အကြံစီအားလုံးကိုတိနေခဲ့ပြီးတာဖြစ်နေတာကြောင့်ဂိူးနာတက်မိတဲ့အကြည့်တွေနဲ့ကြည့်ကလမ်းမန်ကိုပြတ်တာပေးနိုင်ဖို့ရည်မှန်းပြီးမိမို့စကားဆိုပါတော့တယ်တကားမလေးမနှက်ဖြန့်ကြရင်ကိုတော်တကားမလေးတို့ရဲ့ရွာထဲကိုကြွားပါမယ်တကားမလေးဖြစ်စီခြင်းလို့လိုက်ပြီးတရင်တုံးမှာပါဆရာတော်ဥပညာရဲ့စကားလုံးတွေကအေးဆေးပေမဲ့နက်နဲပြီးအထိပ္ပယ်ပြေဝနေခဲ့ပါတယ်မိဝံရဲ့ဖြူစင်အောင်ဆောင်ထားတဲ့မျက်နှာအောက်မှာဝတ်ထားတဲ့အသွေးကြံအလုံးကိုတိနေခဲ့လို့လေအခုလိုလိုက်ရောခဲ့တာပဲဖြစ်ပါတယ်အဲ့ဒါတွေကိုတော့မိဝံတယောက်ဘယ်လိုမှတတိမထားနိုင်ခဲ့ပဲသူ့ရဲ့အကြံစီတွေစတင်အောင်မြင်လာပြီလို့တာတွေးနေခဲ့ပါတယ်ဆရာတော်ကြီးကတော့မိမွေစကားဆိုပြီးတာနဲ့မျက်လုံးအစုံကိုပြန်မိပြီးတရားအားထုတ်မှုကိုဆက်လက်လှုပ်ဆောင်มาတော့တယ်မိဝံကတော့အားရင်တွေအလုံးကုန်ခန်းတွားရတယ်လို့ဖြစ်ပြီးနေရာမှာတင်ထိုင်နေရင်းနဲ့တဖြည်းဖြည်းလွန်ပါသွားခဲ့တဲ့တောမြူကိုတွေကြားမှာဆရာတော်ဥပညာရဲ့မျက်နှာတော်ကိုလာငေးကြည့်ပြီးမိုးတောင်အလင်းဦးကိုစောင့်မျှော်နေခဲ့ရပါတော့တယ်အဲ့ဒီအခြေအနေတွေကပဲနတ်ကိုးကွယ်ကြတဲ့ကရင်ရွာလေးအတွက်မွန်မြတ်စင်ကြယ်လာတဲ့လမ်းမှန်ကိုရောက်နိုင်ဖို့လမ်းစာဖြစ်နေတယ်ဆိုတာကိုတော့မိဝံတယောက်လုံးဝတတိမထားနိုင်ခဲ့ဘူးဗျာဒီလိုနဲ့ပဲမနဲ့မိုးလင်းလာတဲ့အခါမှာတော့မိဝံရဲ့ဥဆောင်ပေးခေါ်မှုနဲ့ဆရာတော်ဥပညာလည်းကရင်ရွာလေးတဲကိုလိုက်ပါကြွားမြန်းသွားခဲ့ပါတယ်ရွာတဲကိုရောက်ခါနီးမှပဲကြတိထားပွဲတွင်းညီနန်းတွေနဲ့အတူအော်ဟစ်ဆူညံနေတဲ့အတန်းတွေကဆရာတော်ရဲ့အာယုန်ထဲကိုစတင်ရိုက်ခတ်လာခဲ့ပါတယ်ရွာတဲကိုဝင်ခါနီးအချိန်မှာတော့ရွာစွန်းအိမ်တလုံးအနီးမှာကြီးမားလာတဲ့ကျွဲကြီးတစ်ကောင်ကိုကျိုးမပါပဲတယောက်ယောက်ကမော်စီရင်တဲ့ခြေတွေကိုချုံနှောင်ထားခဲ့ပါတယ်အဲ့ဒီကျွဲကြီးကတော့ကြောက်အားလန့်အားနဲ့ရုန်းကန်နေခဲ့ပေမဲ့ရုံမရပဲထူထပ်လာတဲ့အမွှေးမြင်တွေမှာချွေးနဲ့မျက်ရည်တွေရောပြန်စီးကျနေခဲ့ပါတယ်တကယ်တော့အဲ့ဒီကျွဲကြီးကိုပိုင်ရှင်ကတက်ပြီးရစ်ပူစော်ဖို့ပြင်နေခဲ့တာဖြစ်တယ်လို့ကျွဲကြီးရဲ့ခြေထောက်တွေလုံးမရအောင်ထိန်းချုပ်ခံထားရတဲ့မော်တက်တွေကတော့ဘယ်သူလက်ချက်ဆိုတာမသိနိုင်ခဲ့ဘူးဗျအဲ့ဒီကရင်ရွာလေးရဲ့ထုံးစံအရအိမ်တိမ်မှာကန်ဆိုးလာပြီးဆိုရင်ဒလိဆန်တားစိမ့်တွေနဲ့ရစ်ပူစော်ရတာဖြစ်ပြီးအဲ့ဒီလိုပူစော်ရမယ့်တားကောင်ကိုပါရွာဆောင်နှက်ကရွေးမရအောင်ထိန်းချုပ်ကြတယ်လို့ဆိုကြပါတယ်အခုလေအဲ့ဒီကျွဲကြီးဟာကန်ဆိုးပြီးရစ်ပူစော်ခံရမယ့်အခြေအနေဖြစ်နေခဲ့တာအသက်ဘေးကနေလွတ်အောင်ရုန်းကန်နေခဲ့တာပဲဖြစ်ပါတယ်ဟေးငင်းငင်းနေစားဒီကျွဲကတော့ကွာငါသားဖျားနေလို့မင်းတွေးကိုယူပြီးတော့ရွာဆောင်နှက်ကိုကျွေးရမှာဒါမှငါသားရောကပြောင်းပါကွာငါမင်းကိုမတက်ချင်ပါဘူးဒါပေမဲ့ရွာဆောင်နှက်ကမင်းကိုကျွေးလိုက်ပြီလေအဲ့ဒီလိုကျွဲပိုင်ရှင်ကဒေါရထွက်ကပြောဆိုနေတော့မှပဲဆရာတော်ဥပညာနဲ့မိဝံလည်းအနားကိုရောက်လာခဲ့ကြပြီးဆရာတော်ကမိမွေစကားရက်ဆိုပါတော့တယ်ရက်လိုက်ပါအောင်တကားကြီးတို့အကုတို့တွေမပွားပါနဲ့တော့တလိษံတွေကလည်းတူးတက်ကိုတူချိကြတာပါပဲသူတစ်ပါးရဲ့အသက်ကိုနှုတ်ပြီးနတ်ပူဆိုတာကဝေကျွေးတွေကိုဒါအဆုံးမရှိပွားများစေတာပါတွေးတွေစီးစင်းစေတာဟာဘယ်တော့မှစစ်မှန်တဲ့အေးချမ်းမှုတွေကိုဆောင်ကျဉ်မပေးနိုင်ပါဘူးတကားကြီးဖုန်းကြီးအများငါရဲ့အခမ်းအနားကိုဘာလို့လာဆွတ်ဖက်တာလဲမင်းအောင်ဘယ်ရလဲဘယ်လိုမလို့ငါတို့နတ်ကိုးဝဲတဲ့လူတွေကိုငါတို့နေမြေထိလာပြီးဆုံးမရေးရတာလေဒါကဘိုးဘွားပြည်ပင်လက်ထက်ကလေးကလက်ဆင့်ကမ်းလာခဲ့တဲ့ပူဇော်ပွဲပဲတကယ်လို့တက်တော်တွေးနေမပူဇော်ရင်သောဆောင်တဲ့တောင်ဆောင်တဲ့တွေကအမျက်ထွက်လိမ့်မယ်မင်းကငါသားတက်ကိုတာဝန်ယူပေးနိုင်မှာမလို့လားကျွဲပိုက်ရှင်ကမင်းများစကားဆိုလိုက်ပေမဲ့ဆရာတော်ကြီးကတော့ဘာမှပြန်မဆိုတော့ပဲရုန်းကန်နေတဲ့ကျွဲကြီးရဲ့နားကိုရှောက်သွားကကျွဲကိုပြူစားထင်းချုပ်ထားတဲ့မော်စီရင်ချုံနှောင်တွေကိုပပျောက်အောင်ရင်လှုပ်လိုက်ပါတယ်ခ
တကယ်တော့တတဝါတွေနဲ့ရစ်ပူစော်ရတယ်ဆိုတဲ့အစင်လာတစ်ခုကိုနတ်ဆရာအယောင်ဆောင်အဖိုးကြီးစောပါထီတို့အောက်လန်းဆရာမျိုးရိုးကစတင်မှိုင်းတွန်းခဲ့တာဖြစ်ပြီးသူတို့လိုရှိပြီးဆိုရင်လူတွေကိုပါပြူစားကပူဇော်ရမယ့်တိရစ္ဆာန်တွေကိုလည်းအောက်လန်းပညာနဲ့ချုံနှောင်ခဲ့ကြတာပဲဖြစ်ပါတယ်ဒီလိုနဲ့ဆရာတော်ဥပညာကအောက်လန်းချုံနှောင်တွေကိုပယ်ဖျက်ပေးလိုက်တာကြောင့်အော်ဟစ်ရုန်းကန်နေခဲ့တဲ့ကြွယ်ကြီးလေအံ့ဩစရာကောင်းလောက်အောင်ငြိမ်ချသွားခဲ့ပါတယ်ချုံနှောင်တွေကနေလွတ်မြောက်သွားပေမဲ့ကြွယ်ကြီးဟာဆရာတော်ကြီးရဲ့ဂိူးနာနဲ့မေတ္တာဓာတ်တွေကိုခံစားရပြီးရန်သူမဟုတ်ဘူးဆိုတာကိုအလိုလိုတိနေခဲ့ကအနာကနေတောင်မခွာတော့ဘူးဗျတစ်ဆက်တည်းမှာပဲဆရာတော်ကြီးကကျွဲပန့်ရှင်ဘက်ကိုလှည့်ပြီးတည်ငြိမ်အေးချမ်းနေတဲ့လေထန်းနဲ့မိမွေစကားဆိုပါတော့တယ်ကိုတော်ကလာပြီးဆုံးမတာမဟုတ်ပါဘူးဒါပေမဲ့ကိုတော်အနေနဲ့ဒီတတဝါရဲ့အသက်ကိုအလူခံပြစီတကယ်လို့တကားကြီးတို့ကိုးကွယ်တဲ့နတ်ကတကယ်ပဲအသက်ကိုအလိုရှိတယ်ဆိုရင်ကိုတော်စီမှာပဲလာပြီးယူပါစေဒါပေမဲ့မခုခံနိုင်ရှာတဲ့တတဝါတွေရဲ့အသက်ကိုတော့မငြင်းစေပါနဲ့တော့ဆရာတော်ရဲ့မိမွေစကားကိုကြားလိုက်ရတဲ့အခါမှာတော့ကျွဲပန့်ရှင်လည်းဘာစကားမှမဆိုနိုင်တော့အောင်နှုတ်ဆက်သွားခဲ့ရကသူနာကိုတူတောင်မယုံကြည်နိုင်ဖြစ်သွားခဲ့ရပါတော့တယ်မိဝမ်ကတော့ကြောက်ရွံ့စိတ်နဲ့အံ့ဩစိတ်တွေရောပြန်ပြီးခန္ဓာကိုယ်တစ်ခုလုံးတုံရင်နေခဲ့ပါတယ်ဘာမှမဟုတ်တဲ့တိရစ္ဆာန်တစ်ကောင်ရဲ့အသက်ကိုကယ်တင်ဖို့သူ့တက်နဲ့တောင်လဲနေရတဲ့ဆရာတော်ရဲ့တက်တီကသူမရဲ့နှလုံးသားကိုပိုလို့ပင်တုန်လှုပ်စေခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွဲပန့်ရှင်ကြီးကတော့ဘာကိုမှစဉ်းစားမနေတော့ပဲတက်တီကောင်းနေခဲ့တဲ့ဆရာတော်ကြီးရဲ့ကမ်းလှမ်းမှုကိုလက်ခံကရုတ်တရက်စကားထားဆိုပါတော့တယ်အသက်ကိုအလူခံနေဟုတ်လားရတယ်လေမင်းတို့ရဟန်းကတောင်းရင်ငါကလည်းပေးရတာပေါ့ကျွဲပန့်ရှင်ကစကားဆိုလိုက်ပြီးဆရာတော်ကြီးကိုတက်ကရစ်ပူစော်ဖို့လက်ထဲကဓာတ်ကိုမြောက်ကင်လိုက်တဲ့အခါမှာတော့ဘေးမှာရှိနေခဲ့တဲ့ကျွဲကြီးကဒေါရတကြီးမှန်းဖိလိုက်ပြီးရှေ့ကနေဝန်ကာထားခဲ့တာကြောင့်ကျွဲပန့်ရှင်ကြီးလည်းပိုလို့ပင်အအောင်မဆုံးဖြစ်သွားခဲ့ရပါတယ်ဆရာတော်ဥပညာကတော့ရှေ့မှာအငြိမ်ထားရပ်နေခဲ့ပြီးမျက်လုံးအစုံကိုမိတ်ကသူ့တက်ကိုယူဖို့လက်ခံထားခဲ့ပြီးမြဲကျွဲကြီးကရှေ့ကနေကာထားခဲ့တာကြောင့်ကျွဲပန့်ရှင်လည်းမယုံကြည်နိုင်ဖြစ်နေခဲ့ရတာဗျာဒီလိုနဲ့ဆရာတော်ဥပညာလည်းသူ့တက်ကိုအန္တရာယ်မပြုနိုင်အောင်ရှေ့ကနေကာကွယ်ဖို့ပြင်နေတဲ့ကျွဲကြီးကိုမိမွေစကားဆိုလိုက်ပါတယ်ရှေ့ကနေရှောင်လိုက်ပါအတင်ကျွဲကြီးကိုတော်ကတင့်အသက်နဲ့ကိုတော်အတက်ကိုလဲပေးထားတာပါဂရီတိုင်းကိုတော်အတက်ကိုတင့်တခင်ပိုင်းပါလေရှောင်ပေးလိုက်ပါအတင်ကျွဲကြီးဆရာတော်ကြီးကမိမွေစကားဆိုလိုက်တဲ့အခါမှာတော့ကျွဲကြီးကနားလဲနေတဲ့ပုံပေါ်ပြီးမြဲရှေ့ကနေရှောင်မပေးပဲချေချေလောင်လောင်အော်ဟစ်နေခဲ့ပါတယ်တစ်ဆက်တည်းမှာပဲသူ့ရဲ့ခေါင်းကိုအချင်းချင်းခါရမ်းပြီးရှောင်ပေးဖို့ညှင်းဆန်နေခဲ့တာလည်းဖြစ်ပါတယ်အချိန်လေးရကျွဲပန့်ရှင်ကြီးလေလက်ထဲကဓာတ်ကိုလွှင့်ပစ်ကအတက်ရှူတွေပါမြင်လာခဲ့ပြီးဆရာတော်ကြီးအပေါ်မှာလေးစားကြည်ညိုသွားခဲ့ပါတယ်ပုံမှန်ဆိုရင်ဘာပြောပြောနားလဲပုံမပေါ်တဲ့သူ့ရဲ့ကျွဲကြီးကဆရာတော်ရဲ့မေတ္တာဓာတ်တွေကြောင့်တစ်ချိန်ကယ်တင်ခဲ့ဘူးတဲ့ကျေးဇူးတရားကိုတိထပ်ပြီးကာကွယ်ပေးခဲ့တဲ့အပေါ်မှာလည်းမယုံကြည်နိုင်ဖြစ်နေခဲ့တာဗျာဒီလိုနဲ့ကျွဲပန့်ရှင်ကြီးလေဆရာတော်ကြီးနဲ့အတူဗုဒ္ဓဘာသာအပေါ်မှာယုံကြည်တတ်ဝင်စိတ်ဝင်သွားခဲ့ပါတော့တယ်ကျုပ်တောင်းပန်ပါတဲ့အရှင်ဘုရားအရှင်ဘုရားရဲ့မေတ္တာတရားကိုကျုပ်တွေးလိုက်ရပါပြီလမ်းမှန်ကိုရောက်အောင်တွင်တင်ပေးတော်မူပါဗျာဒီလိုနဲ့ပဲဘေဂါမန်မတိရောက်လာခဲ့တဲ့ဆရာတော်ဥပညာရဲ့မေတ္တာနဲ့နိုင်ယူခဲ့တဲ့ဖြစ်ရကနတ်ကိုယ်တာကိုးကွယ်ခဲ့ကြတဲ့ကရင်ရွာလေးမှာချက်ချင်းပြန့်နှံ့သွားခဲ့ပါတယ်နတ်ဆရာရောင်ဆောင်အောက်လန်းဆရာပညာတဲ့မျိုးရိုးရဲ့မိုင်းတွန်းမှုအရာနတ်ကိုယ်တာကြောက်ရွံ့ကိုးကွယ်နေခဲ့ကြတာဖြစ်ပြီးသူတို့မကိုးကွယ်ကြဖို့ရွေးချယ်ခဲ့တဲ့ဗုဒ္ဓသားတော်တစ်ပါးရဲ့ဘုံတကိုးနဲ့အေးချမ်းတဲ့မေတ္တာတွေကိုပါချီးကျူးမဆုံးဖြစ်နေခဲ့ရပါတယ်ဒါပေမဲ့အဲ့ဒီလိုဖြစ်လာခဲ့တဲ့အခြေအနေကိုနတ်ဆရာရောက်ဆောင်ထားတဲ့အောက်လန်းဆရာဖိုးကြီးစောပါထီကတော့မကြေမနက်ဖြစ်နေခဲ့ပါတယ်အဲဒါကြောင့်ပဲညအချိန်ရောက်တဲ့အခါမှာသူ့ပိုင်နဲ့ဖြစ်တဲ့ရွာထဲမှာလာရောက်တရင်တုံနေတဲ့ဆရာတော်ဥပညာကိုပညာပေးဖို့ပြင်ဆင်နေခဲ့ပါတယ်ဟေးဒီလိုမျိုးလွတ်ထားရင်တော့မကောင်းတာအမှန်ပဲရွာသားတွေကအဲ့ဒီရဟန်းကိုချီးမွမ်းလို့မဆုံးဖြစ်နေကြပြီစံတို့ငါမြင့်မိဝမ်းရဲ့စကားကိုမယုံခဲ့တယ်မို့ဒီတခါတော့အပြတ်ရှင်းရတော့မယ်ကဲစံတို့မင်းတို့အပြီးစင်မောကငါတို့မျိုးဆက်အမွေခံမောအပ်ကိုတွားယူခဲ့စမ်းငါသူ့ရဲ့နှလုံးသားကိုဖျက်ဆီးပြရမယ်ကွာဖြစ်စီရမှာပေါ့တခင်ရဟန်းဖြစ်ဖြစ်ဘာဖြစ်ဖြစ်တခင်ရဲ့မောအပ်နေတာတွေ့ရင်အဲ့ဒီရဟန်းခါနိုင်မှာမဟုတ်ဘူးဆိုတာကြိုးယုံနေတခင်မောအပ်ကပုံမှန်ဆိုရင်ဒါမှန်ပစ္စည်းဖြစ်နေတာတခင်တော့အစီရင်သွင်းလိုက်လို့ရှိရင်ဘယ်လောက်တကိုးကြီးရဲ့အတူဖြစ်ဖြစ်မလွတ်မြောက်နိုင်ပါဘူးအခုပဲအစီရင်စားကြတာပေါ့တခင်ဒီလိုနဲ့နတ်ဆရာဖိုးကြီးစောပါထီလေတရေကြီးစံတို့ယူလာပေးတဲ့မောအပ်ကိုရှေ့မှာချကအောက်လန်းမော်ကားတာတွေကိုရွတ်ဆိုမမ်းမို့အသက်တွန်းပြီးဆရာတော်ဥပညာကိုအတေတက်ဖို့ပြင်မာတော့တယ်ဖိုးကြီးစောပါထီရဲ့ပညာအဆင့်ကလည်းမြင်လာတာကြောင့်အားကောင်းလာတဲ့လူတက်လက်နဲ့မောအပ်ကိုစီရင်နေတော့မှပဲပတ်ဝန်းကျင်တစ်ခုလုံးမှာစိတ်ငြိမ်သွားခဲ့ရပါတယ်တစ်ဖက်မှာလည်းဆရာတော်ဥပညာတရင်တုံတရားကျင့်နေရရွာစွန်းကတောဆက်လေးထုမှာပြင်းထန်လာတဲ့အမောင်စွားတွေပြန့်နှံ့စည်းဝင်လာခဲ့တာကြောင့်လေးလံထိုင်းမိုင်းနေခဲ့ပါတယ်
တောလေးတွေကလည်းငြိမ်သက်နေခဲ့ပြီးအမောင်ရိပ်ထဲကနေခတ်တိုးတိုးထွက်ပေါ်လာနေတဲ့ခြောက်ချားပွဲအတန်တွေကိုသာကြားနေခဲ့ရပါတယ်ဒီလိုနဲ့မကြခင်မှာပဲမြေဝံတယောက်ဆရာတော်ဥပညာရှိရာတောဆက်ကိုအပြေးလွှားရောက်ရှိလာခဲ့ပါတယ်သူမရဲ့မျက်နှာမှာတော့စိုးရိမ်ကြောင်းကြနေတဲ့အရေးရောင်တွေအထင်သာပေါ်လွင်နေခဲ့ပြီးဆရာတော်ကြီးကိုအလောတကြီးရှောက်တင်စကားဆိုပါတော့တယ် အရှင်ဖေပြေးပါတော့အခုချက်ချင်းဒီကနေပြေးပါတော့အဖိုးကတော်တော်ထွက်နေပြီဖေအခုအစင်းမြင့်မော်အပ်နဲ့အရှင်ဖေကိုအတေးတက်ဖို့ကြံနေပြီအဲ့ဒီမော်အပ်ကအရှင်ဖေနှလုံးတဲ့တဲ့ကိုစိုက်ဝင်သွားလိမ့်မယ်ဖေအဲ့ဒီအကူဖေအရာကမှမတားဆီနိုင်ဘူးတပည့်တော်မှကိုယုံပြီးပါဖေ မြေဝံကအလောတကြီးရှောက်တင်စကားဆိုလိုက်ပေမဲ့ဆရာတော်ဥပညာကတော့မျက်လုံးစုံကိုတည်တည်ငြိမ်ငြိမ်သာဖွင့်လိုက်ပါတယ်မျက်ဝန်းတွေကတော့ရင်တိုင်းတည်ငြိမ်နေစေဖြစ်ပြီးဘယ်လိုဘိဒုက္ခအနေနဲ့ပဲတွေ့ရင်ဆိုင်ဖို့အတင်းဖြစ်နေခဲ့ပါတယ် ကိုတော်တကားမလေးကိုပြောပြပြီပဲမနဲ့မိုးမလင်းမချင်းကိုတော်ချထားတဲ့အခင်းတင်ငန်းကိုမယုံနိုင်ပါဘူးဘယ်လောက်ပဲပြင်းထန်တဲ့အန္တရာယ်တွေပဲလာကိုတော်ရင်ဆိုင်ဖို့အတင်းပါတကယ်လို့တရားမဲ့အချိန်ရောက်လာရင်လေကိုတော်ကတော့တည်ငြိမ်နေတဲ့စိတ်နဲ့ခန္ဓာဝင်ချဖို့အတင်းပါပဲ မရဘူးအရှင်ဖေတေလို့မရဘူးဗျာ မိဝံတယောက်စကားဆက်ဆိုဖို့ပြင်လိုက်တဲ့အချိန်မှာပဲအမောင်တူတဲကနေအစိမ်းရောက်လင်းနှံတစ်ခုဟာလျှက်စီးလို့လင်မြန်လာတဲ့အချိန်နဲ့ဆရာတော်ဥပညာစီကိုပြန်တန်းလာခဲ့ပါတယ်အဲ့ဒီအရာကတော့နတ်ဆရာအယောင်ဆောင်အောက်လန်းဆရာကြီးလွတ်လိုက်တာဖြစ်တယ်အသက်နှုတ်မော်အပ်ပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲမိဝံတယောက်ဆရာတော်ကြီးကိုဘယ်လိုမှပြောမရတာကြောင့်ဘာမှစဉ်းစားမနေတော့ပဲရှေ့ကနေမော်အပ်ကိုဝင်ကာလိုက်တာကြောင့်သူမရဲ့ရင်ဘတ်တဲတဲကိုစိုက်ဝင်သွားခဲ့ပါတော့တယ်မိဝံရဲ့ခန္ဓာတစ်ခုလုံးနာကျင်မှုတွေကြောင့်တုံရင်လာခဲ့တယ်လို့အရင်ကစိုးပြေဝင်ပါခဲ့တဲ့ဓာကြီးဟာလေအထဲကနေလောင်မြိုက်ခံနေရတယ်လို့မျိုးတဖြည်းဖြည်းညှို့မဲလာခဲ့ပါတယ် တကားမလေး အရှင်ဘုရားတပည့်တော်မှထောက်မှန်ပါတယ်တပည့်တော်မှအရင်ကအကြံနဲ့ကဲခဲ့တာကအရှင်ဘုရားကိုအပိုင်ရခြင်းလို့ပါတပည့်တော်မှအဖုံးနဲ့ပေါင်းပြီးတရေလွတ်ပြီးအရှင်ဘုရားကိုချောက်လှန့်ခဲ့တာပါတပည့်တော်မှကစိတ်ရုပ်တဲ့သူပါဒါပေမဲ့အရှင်ဘုရားကရစ်ပူဇော်ဖို့ပြင်နေတဲ့ရွယ်ကြီးအပေါ်မှာတော့မြစ်တာထားနိုင်တာကိုမြင်ခဲ့ရတဲ့အခါမှာတပည့်တော်မှရဲ့နှလုံးသားကတကယ်အမောင်ကျနေမှန်သိခဲ့ရတာပါတပည့်တော်မှကိုခွင့်လွှတ်ပေးတော်မူပါဗျာ ကိုတော်ကတကားမလေးအပေါ်မှာအရာရာခွင့်လွှတ်ပြီးသားပါပဲတကားမလေးအနေနဲ့ကိုတော်ကိုကဲတင်ခဲ့တဲ့ကုသိုလ်ကောင်းမှုအပေါ်မှာပဲစိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပါ ဒီလိုနဲ့ဆရာတော်အရှင်ပညာလဲနောက်ဆုံးအချိန်မိဝမ်းအတွက်မေတ္တာပွားများပေးလိုက်တယ်လို့မိဝမ်းဟာလည်းဒူမဖြက်စီးဖို့ကြံစီခဲ့တဲ့တရားဓမ္မတွေရဲ့အောက်မှာသူမပြုခဲ့တဲ့ကုသိုလ်ကောင်းမှုကိုအောက်မေ့ပြီးဘဝချုပ်ငြိမ်းသွားခဲ့ရပါတော့တယ်အဲ့ဒီအဖြစ်ပြက်တွေဖြစ်ပြက်ပြီးတဲ့နောက်ပိုင်းညတွေမှာလဲဆရာတော်ဥပညာဟာကရင်ရွာရဲ့အစွန်တောဆက်မှာပဲဆက်လက်တရင်တုံနေခဲ့ပါတယ်ကြုံလာခဲ့ရတဲ့အတိုက်ခိုက်တွေကိုလည်းတကိုးတော်ကိုမတုံမဲ့တည်ငြိမ်မှုနဲ့မေတ္တာတရားနဲ့တစ္ဆာကိုသာတုံပြီးရင်ဆိုင်ခဲ့ပါတယ်အဲ့ဒီအပြင်ယူမားနေကြတဲ့ရွာသားတွေကိုတလိမ့်ဆန်တွေတက်ပြီးနတ်ပူဆိုတာကဘယ်လိုယောဂကိုမှမပြောက်ကင်းစေနိုင်ဘူးဆိုတာကိုလက်တွေ့ကြကြဆိုဆုံးမခဲ့ပါတယ်သူတို့ဘာအသက်ကိုတက်ဖြတ်နေတာကတနေ့တနေ့ပြန်လဲပေးဆက်ရမယ့်တွေးကြွေးတွေကိုသာပွားများစေတဲ့အကြောင်းတွေကိုလည်းတရားနီလန်းကြကြဆုံးမဟောကြားခဲ့တာလည်းဖြစ်ပါတယ်ဒီလိုနဲ့ဆရာတော်ရဲ့ဘုံတကိုးဩဇာနဲ့အတူစစ်မှန်တဲ့မေတ္တာတကိုးတွေကြောင့်နတ်ကိုးကွယ်ကြတဲ့ကရင်ရွာသားတွေလည်းအောက်လန်းဆရာအဖိုးကြီးစောဘအထီးရဲ့လှည့်စားမှုတွေကိုတိမြင်ကအလင်းကိုမြင်နိုင်လာခဲ့ပါတယ်အဲဒါကြောင့်ပဲအရင်လိုနတ်ဆရာဆိုတဲ့အဖိုးကြီးစီကိုတေရီတေရက်တွေအသားစိမ်းငါးစိမ်းတွေတွားရောက်ပူဇော်တာတွေနဲ့တောဆောင်နဲ့တောင်ဆောင်နဲ့ကျွေးတာတွေကိုရက်တန့်လိုက်ကြပါတော့တယ်တစ်ဖက်မှာလည်းစိတ်ကိုပြောင်းလဲကအားလက်တဲ့အချိန်တိုင်းတစ်ပင်ရိပ်အောင်မှာတရားနာတရားထိုင်ခြင်းတွေကိုပဲပြုလုပ်လေ့ကျင့်ကြပါတော့တယ်အဲ့ဒီလိုအခြေအနေနဲ့အတူပူဇော်မှုတွေပြတ်တောက်ပြီးတေရီနဲ့အသားစိမ်းတွေးညီပါတာမှုတွေမရှိတော့တာကြောင့်အဖိုးကြီးစောဘထီးရဲ့အောက်လန်းအတက်တွေကလည်းတဖြည်းဖြည်းဆိုးရုပ်လာခဲ့ပါတယ်အဲ့ဒီလိုဖြစ်ရတာကလည်းအဖိုးကြီးစောဘထီးကသူကိုယ်တိုင်အောက်လန်းကျင့်စဉ်တွေကိုစူးစမ်းလေ့ကျင့်တာမဟုတ်ပဲအလွယ်နည်းနဲ့အမောင်လောကဓာတ်တွေကိုအသုံးချနေခဲ့တာကြောင့်လည်းဖြစ်ပါတယ်။တစ်ချိန်ကအောက်လန်းပညာအစွမ်းနဲ့တန်မာနေခဲ့တဲ့ခန္ဓာကိုယ်ဟာလည်းတဖြည်းဖြည်းခြောက်ကပ်လာခဲ့ပြီးယောဂဇိုးတွေရဲ့ကြိုက်ခဲဝါမျိုးခြင်းကိုစတင်ခံစားလာခဲ့ရပါတယ်။ ဟေးစန်တို့ငါ့ကိုတွေးစိမ့်ယူလာပြီစံငါဆာလာပြီ တွေးစိမ်ဟုတ်လားကျုံလဲစားတာပဲဘယ်သူမှလာပြီးမပူတော့တာလဲကြားနေပြီဒါပေမဲ့ကျုံမာကရွေးချက်စရာတစ်ခုကြံနေတယ်အဲ့ဒါကခဏပဲမဟုတ်လား ဒီလိုနဲ့ပဲတရားကြီးစံတို့ကတကိုးရောက်ပြီးအားနဲ့လဲကျနေတဲ့နတ်ဆရာအယောင်ဆောင်အောက်လန်းဆရာအဖိုးကြီးစောဘထီးရဲ့ဝမ်းဘိုက်ကိုဖောက်စားကဆာလောင်နေတဲ့ဘိုက်ကိုဖြစ်လိုက်ပါတယ်အဖိုးကြီးကတော့ဘာမှကုကနိုင်ခြင်းမရှိတော့တယ်လို့အော်ဘိုးတောင်အားမရှိတော့ပဲနေရာမှာတင်ပြုတ်ခဲ့တဲ့ကံဝေကျွေးတွေအရာ
ဘဝကူးမလဖြစ်သွားခဲ့ရပါတယ်။အဲ့ဒီလိုအဖြစ်ပြက်အပြောင်းလဲတွေဖြစ်ပေါ်လာခဲ့ပြီးတဲ့နောက်မှာတော့ကရင်ရွာလေးမှာဖုံးလွှမ်းနေခဲ့တဲ့တွင်းညီနှံ့တွေလည်းအလုံးကင်းစင်သွားခဲ့ရတယ်လို့ရွာသားတွေမှလည်းအမြင်မှန်ရရှိသွားခဲ့ကြပြီးဆရာတော်ကြီးဦးပညာရဲ့မေတ္တာတရားတွေအပေါ်မှာချီးကျူးမဆုံးဖြစ်နေခဲ့ရပါတယ်။အဲဒါကြောင့်ပဲအမှောင်ဖုံးနေခဲ့ရတဲ့ကရင်ရွာလေးမှာအေးချမ်းလာတဲ့တရားတော်ရွတ်ဖက်ပူဇော်တန်တွေဒါကြန့်ရှိနေခဲ့ပြီးဘဝကိုအေးချမ်းချမ်းသာဖြတ်တန်းနေခဲ့ကြပါတော့တယ်။ကြည့်ရှုနားဆင်သူပရိသတ်များခင်ဗျာကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကိုနားဆင်ပြီးတနေ့တာမောတွေပြပြောက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဖြိုးဝေပါဗျာအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဗျာ